ပြင်းလွင်မြေတွေကအခုအရန် hot ဖြစ်နေတယ်။ hot ဖြစ်နေတဲ့ကြားထဲမှာကို short ဖြစ်မသွားအောင်လို့ဘာလုပ်လို့ရမှာလဲ။ရုံးမှာသွားစစ်ပါ။ရွာမြေသေးကြလားမြို့မြေသေးကြလားမြေကသေးကြရဲ့လားရုံးမှာသွားစစ်ပါ။ပတ်ဝန်းကျင်အင်ဂျီတွေရှိမရှိသေးချသွားရောက်လေးလာပါ။ပတ်ဝန်းကျင်မှာအင်ဂျီတွေရှိတာပေါ့ဆိုတာဟုတ်တော့ဟုတ်တယ်ဒါပေမဲ့ခိုင်မာသေးကြတဲ့အင်ဂျီများရှိမရှိပြောတာနော်50အိမ်လောက်ကတော့ရွာလို့ပြောလို့မရအောင်ပြောပြချင်တာကပြီးကြတော့ကိုရိုင်းကကိုဝယ်တဲ့မြေပေါ်မှာ location ထောက်ပြီးတော့မှဌာနဆိုင်ရာရုံးဌာနမှာမြေနဲ့ပတ်သက်တာတွေကိုတွားရောက်စစ်ဆေးပါပြီးမှစရန်ချပါဗဇက်နဲ့ကျွန်တော်မြေကတော့သိကြတယ်ရွာမြေပဲဘလို့ပဲညာဆိုတဲ့စကားတွေကိုမယုံကြည်ပါနဲ့ hot ဖြစ်နေတဲ့အချိန်မှာ short ဖြစ်မသွားဘူးကအရန်ရေးကြီးတယ်နော်3000နိုင်နေဆိုရင်ပြင်းလေမြို့ပေါ်မှာတွားရောက်ဝယ်ယူပါ3000စွန်းစွန်းမဲနိုင်နေဆိုရင်တော့ပြင်းလေကြက်မဲချမ်းမှာလာရောက်ဝယ်ယူပါလွယ်တယ်ဆိုရင်39ခွန်းခွန်း939 339ခွန်းခွန်း Viber မှာဆက်သွယ်ပြီးတော့မှမြေအခြေအနေလေးတွေကြည့်ကြရအောင်ရှင်ကျွန်တော်ရဲ့မြေကတော့ရွာမြေစစ်ပါမိတိုင်တွေကအိမ်ရှိမှရှိပြီးတော့ပေ100မှာတတိုင်ထောင်ထားပါတယ်ရေတွင်းတူးရတာလေပေ140 150ရနေ200အတွင်းမှာပဲတူးရပါတယ်ရှင်ပတ်ဝန်းကျင်မှာအင်ဂျီတွေရှိပြီးသားပါလွယ်တယ်ဆိုရင်39ခွန်းခွန်း939 339ခွန်းခွန်းရဲ့ Viber ကိုထပ်လာခဲ့ပါဦး